ကြာလာနေပြီတဲ့ဒီတော့တဲမှာကတော့ကတော့ကြာဘူဒီကိစ္စတွေလာတာပြီးအခြေခံလာတာတဲ့နေတယ်ပေါ့အခြေခံလာတာ352ပတ်အဲ့တဲ့နေတိုင်းလို့ရတယ်အလုံးထုတ်ခံရတယ်ဆိုရင်အလုံးထုတ်နေတာပြီးတိုင်းလို့ရတယ်နေ့နဲ့လိုက်ပြီးရတယ်ကိုဘက်ကအမားမရှိဘဲနဲ့ထုတ်ရင်ပေါ့အသက်မဲ့ထုတ်ရင်တော့ ကိုပဲလည်းတက်နေတယ်လို့တက်တေလေးတော့ယူတော့ဥမာဟိုဆက်လစ်ငန်တို့ဘာတို့ပေါ့ အချိန်ကြီးမှာဘူဒီပါဝိုင်းရင်လာတိုင်းလို့ရတယ်ရုံးကနေပြီးတော့နေ့နာကြီးရအောင်တောင်းပြီးလို့ရတယ်ဒါပေမဲ့ကိုဘက်ကတော့မမားနေတယ်ပေါ့အမားပိုင်တော့မရဘူးပေါ့ဘောကတခုလုံးမားလို့သူတို့ထုတ်တဲ့ဆိုရင်တော့တောင်းလို့မရဘူးသူတို့ထုတ်တဲ့ဆိုရင်တော့ယူချော့တယ်ဆိုတော့တောင်းလို့ရတယ်ဒီမှာတော့အဲ့ဒီဥပဒေနဲ့မညီတဲ့အလုပ်မျိုးမလုပ်ဘူးဒါပေမဲ့သူကဆာရဲဆိုင်ရတဲ့ကွာတက်တင်တဲ့ကွာအခုသူတို့မှဆိုလို့ရှိရင်တက်တန်းတိုးတဲ့ခါကျလို့ရှိရင်တခါကျမကြီးစစ်တော့မလားကျမကြီးစစ်လို့မအောင်ဘူးလို့အဆုံးအနာရှိတဲ့လူတွေမျိုးဆိုလို့ရှိရင်အောင်နေအဲ့လိုမျိုးပေါ့ဒါဆိုတော့စောက်ရဲစကန်ချက်ကထုတ်ရတယ်ဆိုရင်စိတ်မှာစားတော့ကိုပြောတယ်ဒီသူ့ရဲ့ဒီကချက်ကကျမကြီးနဲ့ပတ်သက်ပြီးတော့မနိုင်တဲ့တော့လုံးလို့မရဘူးသူမခေါ်တာလေသူမခေါ်တာမဟုတ်ဘူးကဒီမှာတော့တိမ်ရလောက်အောင်ကြည့်တော့မရှိဘူးနိုင်မဲ့ကတော့နှစ်ကြီးသမားတွေပေါ့အဲ့ဒါကြီးသွားလို့ထုတ်သွားတာတော့အဲ့ဒါမျိုးတွေလည်းတောင်းလို့ရတယ်တန်းတာမရှိရဘယ်လိုပဲဖြစ်နေပါသေးလာတိုင်လို့ရတယ်လာတိုင်တာတော့မဟုတ်ပေါ့ရုံးအောင်လာအကြောင်းကြားရုံးကလာပြီးတော့တိုင်နေရတယ်ဒါပေမဲ့နှစ်မကျော်သေးနဲ့ပေါ့ဟိုဖြစ်လာတဲ့တစ်ခါလေးလာပေါ့2ရက်3ရက်ဒီမှာရောက်အောင်လာပြီးတော့တိုင်နေရတယ်အခုကကျွန်တော်တို့ကစာချင်းနဲ့တော့ပြန်လုပ်လိုက်ပြီစိတ်ရင်အတွင်းစာချုပ်နေအဲ့စာချုပ်ကိုကျတော့ဘောမတက်တန်းကုန်တာနဲ့အဲ့လိုမျိုးသူတို့ဘက်ကနေပြီးတော့နော်ဒါကြလို့တက်တန်းမတိုးဆိုလို့ရှိရင်အကြောင်းကြားမယ်ဒီလိုဘယ်မှာလဲအဲ့ဒါကိုပြန်ပြီးတော့ရှင်းပြတယ်ကိုကသူ့လုံးသမားပဲတက်တန်းတိုးလိမတိုးလိအဲ့ဒါစိတ်ဝင်မဆိုင်ဘူးတကယ်လို့ဥပဒေကဒီလုံးသမားတယောက်ဒီစိတ်ဝင်ကျင်းနေတယ်တက်ပြည့်လို့ဒါကစားတော့တက်တန်းမရှိတယ်ပဲဘယ်လိုမဲ့ထုတ်ပါလို့မရှိဘူးသူ့တောင်းရတက်တန်းတိုးရတော့တကယ်လို့တော့မပေးဝဲနဲ့သူထုတ်ပြီးဆိုရင်အလုပ်သမားအလုပ်ထုတ်လိုက်တဲ့သဘောပဲအဲ့လိုရုံးကနေပြီးတော့တောက်ပြီးရတယ်ဒီမှာပါတယ်အဲ့လိုအကျုံးဝင်တယ်ပေါ့ဒီထဲမှာဒါပေမဲ့စိတ်ဝင်ဥပဒေကနားလေသူကဘာကြောင့်တက်9နှစ်ပြည့်သွားတယ်သူတော်ရင်လည်းတော်ရင်လည်းတော်ဒါပေမဲ့ဥပဒေကသူ့အလုပ်သမားဖြစ်သွားလို့3လပြည့်လို့ဆိုတော့လည်းနေ့နာ3လကျော်4လပဲနေ့နာဒီပေးရတယ်နေ့နာဒီပေးရတယ်3လသမားရဲ့ဆိုကနေရထားတယ်60မရသေးဘူး15ရက်လားတစ်နှစ်သမားတွေကိုရက်30လားအဲ့ကတော့3လကျော်ပြီးတော့တစ်နှစ်အတွင်းမှာရက်30ကြာတစ်နှစ်သမားတွေ180မဟုတ်ဘူးလားရပောင်း180တစ်နှစ်ကနေပြီးတော့တစ်နှစ်ကျော်ပြီးတော့3နှစ်အတွင်းမှာရက်60လား3နှစ်ကျော်သွားပြီးရက်30လားအဲ့လိုမျိုးပေးရတယ်